အားလုံးပဲမင်္ဂလာပါဝမ်းပိတ်ကြည့်တဲ့သူတိုင်းနတ်ဆိုးသီးတစ်လုံးလောက်တော့စားကျင်ကြမှာပဲနော်ဒါပေမဲ့တတိတော့ထားဦးပြနတ်ဆိုးသီးတိုင်းကလူဖီတို့ကိုင်တိုတို့လိုအလန်းကြီးတွေမဟုတ်ဘူးတချို့အသီးတွေကစားပြီးရင်ရေကူးမရတော့တာပဲအဖက်တင်ပြီးဘာမှလည်းသုံးစားမရတာမျိုးတွေရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဝမ်းပိတ်လောကရဲ့အညံ့ဆုံးအားအနည်းဆုံးနတ်ဆိုးသီးတစ်ဆက်လုံးအကြောင်းပြောသွားမှာပါကဲဘယ်အသီးတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်နံပါတ်10ကတော့ဘန္တာတက်ကန်ရဲ့မတူနိုမီဒါမှမဟုတ်ပြစ်မှတ်အသီးပါလူအများစုကဒါကိုနိုအာတင်မောကြီးနဲ့ပြစ်လို့ရလို့အားကောင်းတယ်ထင်ကြပေမဲ့တေချာစဉ်းစားကြည့်ရင်အားနည်းချက်ကအကြီးကြီးပြပြစ်မှတ်ထားဖို့ကအဲ့ဒီလူကိုလက်နဲ့အရင်သွားထိရတာတကယ်လို့ရန်သူကကိုအနာမကတ်ခံရင်ဘာမှလုပ်လို့မရတော့ဘူးနောက်ပြီးလက်နဲ့ဖက်ပဲရှိတာဆိုတော့ပြစ်မှတ်နှစ်ခုပဲထားလို့ရတယ်လက်ဆေးလိုက်ရင်လည်းအစွမ်းကပြဲသွားတာဆိုတော့နည်းနည်းတော့ပေါ်ကြောင်နိုင်နေဗျာနံပါတ်9ကတော့ရေတက်ပုံမူဟီနာရဲ့အိုရီနိုမီပါကိုရန်သူကိုလည်းဖြတ်သွားရုံနဲ့တန်လက်ထိတ်တွေခတ်လိုက်လို့ရတာအဖန်စီလုတ်တဲ့နေရာမှာတော့ဟုတ်နေတာပေါ့ဒါပေမဲ့တကယ်တိုက်ပွဲမှာကြတော့အတုံးမဝင်ဘူးရန်သူကကိုထက်မြန်ရင်ဒါမှမဟုတ်ဟာကီသုံးရင်ကိုကဘာမှလုပ်လို့မရတော့ဘူးလေရန်သူကိုလိုက်ဖက်ရတာနဲ့တင်အလုရှုံနေမှာနံပါတ်10ကတော့ very good ဆိုတဲ့ရေတက်ပိုရဲ့ very no မိပါကိုခန္ဓာကိုဘောလုံးလုံးလေးတွေဖြစ်ခွဲထုတ်လိုက်လို့ရတာကြည့်ရတာဘာဂီရဲ့အသီးနဲ့ဆင်ပေမဲ့အဆင့်ကတော့အများကြီးနေပါတယ်ဘာဂီကဓာတ်နဲ့ခုတ်ရင်မတည်ဘူးဒီကောင်ကတော့ဓာတ်နဲ့ခုတ်ရင်တည်နိုင်တယ်လက်သီးနဲ့ထိုးတာပဲခံနိုင်တာနောက်ပြီးအလုံးလေးတွေကအလွယ်တကူအဖမ်းခံရနိုင်တော့ပြန်မပေါင်းနိုင်ရင်ဒုက္ခရောက်မှာပဲနောက်တစ်ခုကတော့ကျွန်တော်တို့အချစ်တော်ဘုံကလေးရဲ့မာနေနိုမိပါသူများကိုထိလိုက်တာနဲ့အဲ့ဒီလူရဲ့ရုပ်ပြောင်းသွားတာဒါကထောက်လန်းရေးလုပ်ဖို့လူလိမ်ဖို့အတွက်တော့10မှတ်ပေးလို့ရပေမဲ့တိုက်ပွဲမှာတော့အဗလာပဲပြရုပ်ပဲပြောင်းသွားတာအဲ့ဒီလူရဲ့အစွမ်းတွေဟာကီတွေကပါမလာဘူးတကယ်အားကြီးတဲ့သူတွေရှိမှာတော့ဒီအစွမ်းကခဏလေးနဲ့အတိခံလိုက်ရမှာပါနံပါတ်6ကတော့အယ်ဗီဒါရဲ့စူဘေးနိုမိပါအသားအရည်ကချောမွေ့သွားတော့တိုက်ခိုက်မှုတွေကချော်ထွက်သွားတာပေါ့ဒါပေမဲ့ဒါကရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုပဲရတာမီးနဲ့ရှို့တာတို့လျှက်စစ်နဲ့တိုးတာတို့ဆိုရင်တော့ဒီအသီးကဘာမှမတက်နိုင်တော့ဘူးပြီးတော့တိုက်စစ်အတွက်လည်းဘာမှသုံးလို့မရဘူးလေအသားလာခြင်းတဲ့သူတွေအတွက်ပဲအဆင်ပြေမှာပါဒီတစ်ခုကတော့ဘတ်ဖလိုရဲ့ကူယူနိုမီပါကိုလက်ချီတွေကိုပန်ကာလိုလဲပြီးပြန်တာတကယ်တော့ဒါကလူသားမျက်နှာချက်ပန်ကာဖြစ်သွားတာပဲဗျပြန်တန်းဖို့ပဲကောင်းတာတိုက်ခိုက်ဖို့ဆိုရင်တစ်ခုခုကိုပြစ်ပေါက်တာပဲလုံနိုင်တယ်ပြန်နေတဲ့အချိန်မှလည်းပြစ်မှတ်ကြီးတစ်ခုလိုဖြစ်နေတော့ပြစ်ချခံရဖို့ကတေးချတဲ့လောက်ပဲနံပါတ်10ကတော့ရေတက်တူဗိုလ်ချုပ်ကြီးစူယူရဲ့ဝါရှုနိုမီဒါမှမဟုတ်အဝတ်လျှော်အသီးပါဒီအသီးကလူတွေကိုအဝတ်စားတွေလိုလျှော်ပစ်ပြီးအချောက်လန်းထားလို့ရတာပါစူယူကအတွေ့အကြုံရှိတဲ့ရဲရင်သူမိုးလို့သာလူဆိုးတွေကိုငြိမ်အောင်လုပ်နိုင်တာတကယ်တမ်းတိုက်ပွဲမှာတော့ဒါကအရန်ကိုထူဆန်းပြီးအားနည်းတဲ့အစွမ်းမျိုးပါကဲထိတ်ဆုံး3ခုရောက်ပြီးနံပါတ်3ကတော့ဟီတိုနိုမီဒါမှမဟုတ်လူသားအသီးပါဒါကိုချော်ပါစားလို့သာအစွမ်းထက်နေတာတော့တကယ်လို့လူသားတစ်ယောက်ကစားမိရင်ဘာဖြစ်မလဲသိလားဘာမှမဖြစ်ဘူးဗျရေကူးမရတော့တာပဲအဖက်တင်မဲ့ဆရာကြီးအိုဒါကိုယ်တိုင်လည်းပြောထားတယ်လူသားစားရင်ဘာစွမ်းအားမှရမှာမဟုတ်ဘူးတဲ့ဒါကတကယ်ကိုကျိန်စာပါပဲနံပါတ်2ကတော့ white bag ရဲ့တပည့်ဘလန်မန်ကိုရဲ့ကူမာနိုမီပါသူ့မေးစစ်မှာအိတ်ကက်တွေပါလာပြီးပစ္စည်းတွေအများကြီးထည့်လို့ရတာဒါကတိုက်ခိုက်ရေးအသီးမဟုတ်ဘူးဗျကြောပိုးအိတ်အသီးပါထဲကနေတူကြီးတွေဘာတွေထုတ်လို့ရပေမဲ့အဲ့ဒီတူကိုမဖို့ကကိုယ့်ရင်အားပဲလိုတာလေအသီးကဘာကူညီမှမပေးဘူးပစ္စည်းတည်ရတာဝါသနာပါရင်တော့စားဖို့ဗျနံပါတ်3မကြဆုံးအသီးကတော့ဂျိတ်နိုမီဒါမှမဟုတ်ဂျာကင်အသီးပါပဲကယ်လီဖန့်ဆိုတဲ့ကောင်သုံးတာပါစဉ်းစားကြည့်ဗျာကိုဂျာကင်အင်ဂျီအဖြစ်ပြောင်းလဲနိုင်တာတဲ့ဘယ်ရန်သူကကိုလာဝစ်ပေးမှလဲတခြားသူကဝစ်ပေးမှကိုကအဲ့ဒီလူကိုထိန်းချုပ်လို့ရတာကိုဘက်ကကူညီမဲ့သူမရှိရင်ကျမ်းပြင်ပေါ်ကအဝစ်စုပ်တစ်ခုပဲဖြစ်နေမှာဒါကဝမ်းပိတ်လောကမှာအတုံးမကျဆုံးအားနည်းဆုံးနှဆိုးသီးပါပဲကဲအခုပြောသွားတဲ့တစ်ဆက်လုံးထဲမှာတင်တို့ဆိုရင်ရောဘယ်အသီးကိုအညံ့ဆုံးလို့ထင်လဲဒါမှမဟုတ်ငါစားရင်တော့ဒါထက်ပိုကောင်းအောင်သုံးပြနိုင်တယ်ဆိုတဲ့အသီးရှိလားမှတ်ချက်မှာရေးပေးခဲ့ကြပါဦးဗီဒီယိုကိုသဘောကျရင်ကြိုက်နှစ်သက်တယ်ဆိုတဲ့အမှတ်သားလေးနဲ့နောက်ထပ်ဗီဒီယိုတွေကြည့်ဖို့စာရင်းသွင်းထားဖို့လည်းမမေ့နဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်